Hello ချစ်ဝက်ဘီပါရီစားလေးကိုဟင်းလဲချက်ကျွေးခြင်းနဲ့ဟင်းလဲမချက်တတ်ဘူးဆိုရင်တော့ဘီဘီဒီနေ့ချက်ပြတာလေးကိုကြည့်ကြည့်နော်ဒီနေ့ဘီဘီကကင်းမွန်ပစုံချင်းဆက်လေးချက်ပါမယ်အရင်ဦးဆုံးကင်းမွန်ကိုမျက်စိကိုညှက်မယ်ခေါင်းထိပ်ကအဆန်လေးတွေထုံမယ်ပြီးရင်တော့ကင်းမွန်ကိုပြောင်းပြန်လှန်ပြီးတော့သူ့ရဲ့ဘိုက်ထဲကအစာပလာတွေထုတ်ပြီးတော့တန့်စင်လိုက်ပါမယ်နော်ကင်းမွန်ကိုပြောင်းပြန်လှန်ပြီးတော့ပြန်တဲ့ဖို့မမေ့ပါနဲ့အခုလိုမျိုးပြန်တဲ့ပေးလိုက်ပါပြီးရင်တော့ဘီဘီကအပေါ်ကသူ့ရဲ့ပန်းရောင်ခုံယူဘီဘီကတော့ခွာပေးလိုက်တယ်တချို့တွေကတော့မခွာဘဲနဲ့ချက်တယ်ပေါ့နော်ရပါတယ်အဲ့အတိုင်းချက်လဲဘီဘီကတော့ခွာမအစိတ်ကလေးကနည်းနည်းလေးအဆင်ပြေလို့ပေါ့နော်ပြီးရင်တော့ပြောင်းစင်အောင်ရေးဆေးပေးလိုက်ပါမယ်လိုအပ်တဲ့ပစ္စည်းတွေကတော့ပင်စိမ်းကြက်သွန်ဖြူငရုတ်ကြီးစိမ်းကြက်သွန်နီခရမ်းညင်သည်ပြီးရင်တော့တဟဲစားကြက်သားမဟုတ်ပေါ့နော်အရင်ဦးဆုံးစီပူပူမှာကြက်သွန်ဖြူထောင်းထားတာကိုစီတက်မယ်ကြက်သွန်နီထောင်းထားတာကိုလည်းစီတက်ပါမယ်ဘာချက်စီတက်ရတာကိုအရင်ကမှ crazy ဖြစ်တယ်ဟင်းနဲ့လေးပုံမွေးသွားအောင်စနွေးမုတ်လေးနည်းနည်းထည့်ပါမယ်။ချင်းဆက်ဆိုတဲ့အတိုင်းဆက်အောင်လို့ဘဘီကတော့ငရုတ်ကြီးခွဲချမ်းမုတ်လေးထည့်ပါမယ်။လှီးထားတဲ့ခရမ်းညင်ကြီးတစ်လုံးကိုထည့်ပါမယ်။အနှစ်နဲ့မစားချင်ဘူးဆိုတော့ခရမ်းညင်ကြီးမထည့်လဲရပါတယ်နော်။ဆေးထားတဲ့ပစုံ3កောင်နဲ့ကင်းမွန်9កောင်ထည့်ပေးလိုက်ပါမယ်။ဟင်းချက်တိုင်းလက်မမှန်မဲနဲ့ပေါ်လိုက်ငလိုက်ဖြစ်နေတယ်ဆိုရင်တော့ဒီတဟဲစားကြက်သားမုတ်လေးသုံးပေးပါ။ဒီတဟဲစားကြက်သားမုတ်ကကျန်းမာရေးကိုလေးထားတဲ့အနေနဲ့အငံတက်လျှော့ထားတာမို့လို့ကျန်းမာရေးနဲ့ညီညွတ်ခြင်းနဲ့အင်ရှင်မတွေအတွက်လုံးဝတင့်တော်ပါတယ်။20 gram ထုတ်သေးနဲ့180 gram ထုတ်ကြီးဆိုပြီးတော့2ဆိုင်ရှိပါတယ်တဟဲစားကြက်သားမဟုတ်ကြက်သားစစ်စစ်ကနေထုတ်ထားတာမို့လို့ကြက်သားရဲ့အချို့တော့ပြည့်သွားပြီးတော့ဟင်းလျာတွေကိုရတာပို့ရှိစေပါတယ်ဘီဘီကတော့အိုးထဲရောက်မှပဲကင်းမွန်တွေကိုအလဲကနေကက်ကြီးလေးနဲ့အခုလိုလိုက်ညက်ပေးလိုက်ပါဘီဘီလိုအငံခက်လေးလေးစားတတ်တဲ့သူတွေအတွက်တော့တဟဲစားကြက်သားမဟုတ်သုံးပြီးနောက်ခနေပြီးတော့ငံပြားကြီးဖြစ်ဖြစ်စားဖြစ်ဖြစ်ထက်လိုက်ပြီးတော့ချက်လို့ရပါတယ်နော်ဆက်လေးစားချင်တာမို့လို့ရုပ်သီးစိမ်းလေးအုပ်မယ်ပင်စိမ်းလေးအုပ်မယ်နောက်ဆုံးကြတော့မှတံမြာသီးလေးတစ်ချမ်းညှစ်ထည့်ပါမယ်အင်အားချစ်ကိုဘာချက်ကြွေးရမလဲမသိဘူးဖြစ်နေတဲ့သူတွေအတွက်ဒီဟင်းလေးချက်ကြွေးကြည့်ပါနော်ဒီဟင်းတစ်မျိုးတည်းနဲ့ပဲအရန်အောင်မှာထမင်းစားလို့မိန်ပါတယ်ဒါနဲ့တဟဲစားကြက်သားမဟုတ်ကိုနီးစရာဈေးဆိုင်ကုန်းစုံဆိုင်စတိုးဆိုင်တွေမှာဝယ်လို့ရပါပြီနော်တရင်ကျွတ်လည်းနီးလာပြီဆိုတော့ဟင်းချက်တဲ့မမေတွေဖွားတွေရှင်ရင်တဟဲစားကြက်သားမုတ်လေးနဲ့လည်းကြော့လို့ရပါတယ်ကျမမှာတော့ချစ်ရတဲ့သူလည်းမရှိရီးစားလည်းမရှိတော့ကိုချက်ကိုစားပဲပေါ့ကွယ်ကျမစားလိုက်ပါအောင်မယ်ကျမနဲ့အတူတူကူစားကြပါအောင်ရှင်အရသာကတော့လေကိုချက်တာမို့လို့လားမသိအရန်အောင်မှာစားကောင်းလုံးဝစိတ်ကြည်နှံ့မှုအပြည့်တန်တန်ရှင်းရှင်းနဲ့ပေါ့နော်ကိုအိမ်မှာကိုချက်စားရတာတော့လေလုံးဝကောင်းတယ်